ရဲ့စာရေးလည်းထုတ်လို့ရတယ်ဗောတဲ့ခွတ်ချလို့ရရ brother မနောက်ပါနဲ့ကျွန်တော်ဒီကျောင်းတော်မဖွင့်သေးဘူးကျောင်းဝင်လို့ဆောင်ဝဲဖြေလို့လုပ်မယ်ဆိုကျွန်တော်စီလာခဲ့ကျွန်တော်လုပ်ဝင်မယ်စတာပါကျွန်တော်ဒီနေ့ဒီတွင်းမှာထုတ်လို့ရဒီပင်နာလေးနှလုံးရဲ့အကြောင်းကိုကျွန်တော်အားသာချက်အားနည်းချက်လေးဈေးနှုန်းလေးပါတစ်ခါကြီးထည့်ပြောပြပါမယ်ဗျအရင်ဆုံးကျွန်တော်ဒီကောင်လေး310လေးကတော့ဒီကောင်လေးကတော့အထိုင်ပင်နာလေးဗျဒီကောင်ကတော့ဒီကောင်ရဲ့အားနည်းချက်လေးကဘာဖြစ်သွားမလဲဆိုတော့သူကတော့ wifi နဲ့တော့မင်းကျွန်တော် bluetooth တော့မရဘူးဗျသူက USB only ပဲအသုံးပြုရမယ်ကျွန်တော်ဒီအထိုင်ပေါ့အမြဲတမ်းရတဲ့နေရာတွေတော့ဒီကောင်လေးကအဆင်ပြေရဲ့ကျွန်တော် budget လည်း safe ဖြစ်တယ်ဗျဈေးနှုန်းလေးကတော့ကျွန်တော်3သိန်းကျော်လေးပဲရှိမယ်ဗျ3သိန်းစွန်းလေးပဲအဲ့လောက်ပဲဒီကောင်လေးမှာဆိုရင်ကျွန်တော်ဒီ voucher လည်းထုတ်လို့ရတယ် sticker လည်းထုတ်လို့ရတယ်ကျွန်တော်ဒီ mode လေးရှင်းပြီးတော့ကျွန်တော်ထုတ်လို့ရတယ်ဗျပြီးတော့ဒီကောင်လေးဆိုရင်တော့သူကတော့ဒီမီးမမှန်တဲ့နေရာတွေလည်းရတယ်သူကအမြဲတမ်းကြွေးထားစရာမလိုကျွန်တော် battery power နဲ့အတွက်ကြောင့်ကျွန်တော်အားလေးသွင်းထားရုံပဲအားသွင်းထားရင်ကျွန်တော်24နာရီအဲ့လောက်နီးနီးလောက်ကျွန်တော်သုံးလို့ရမယ်ဗျဒီကောင်လေးကတော့ဒီကောင်တော့မဟုတ်ဘူးသူကကြတော့ဒီကောင်ရဲ့အားသားချက်ကကြတော့ဘာဖြစ်မလဲဆိုတော့ Bluetooth နဲ့အသုံးပြုလို့ရတယ်ကျွန်တော် USB ထုတ်ပြီးတော့လည်းကျွန်တော်အသုံးပြုလို့ရတယ်ဗျဒီကောင်လေးကတွင်းရင်ဆက်လေးပါ Bluetooth voucher လည်းထုတ်လို့ရတယ် sticker လည်းထုတ်လို့ရတယ်ဗျဒီကောင်လေးရဲ့ဈေးနှုန်းလေးကတော့4သိန်းစွန်းစွန်းလေးပဲရှိပါတယ်ဗျဒီကောင်လေးနှစ်ကောင်ကျွန်တော်တကြံလဲပြီးသွားပြီဆိုတော့ပစ္စည်းအစုံကျွန်တော်စီမှာရရှိနေပါတယ်ဗျကျွန်တော်မှာယူမယ်ဆိုတော့ကျွန်တော်ရဲ့ TikTok shop ကနေလာရောက်ဆောင်စမ်းမေးမြန်းပြီးဝယ်ယူနိုင်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်